နှစ်ယောက်စလုံး FA တွေလား ကောင်းလေးရှိတယ် အကောင်လေးရှိတယ်အကောင်လေးပြစ်ထားလား အလုပ်ထဲမှာမလို့ China. Can China ya? အော်အလုပ်ထဲမှာမလို့အဲ့ကြောင့်တငယ်ချင်းအဖော်ပြုပေးနေရ ညီမလေး အော်ညီမလေးလားညီမလေးရောရှိလား မရှိ အော်မရှိဘူးရှာပေးရမလား ရ crush လေးတွေပါလေးရှိလား အဲ့လိုတော့မရှိ ဘယ်လိုပုံစံလေးကိုကြိုက်လဲ အရက်ရှိတာလူကြီးဆန်တဲ့ကောင်းလေး အော်လူကြီးဆန်တဲ့ကောင်လေး ဟုတ် ကဲလူကြီးဆန်တဲ့ကောင်လေးတွေဒီမှာတော့တယောက်ရှိတယ်အမတို့ကုမ္ပဏီက FA တွေဖြစ်ဖြစ်ဒီ RS တွေဖြစ်ဖြစ်ပေါ့နော်အကာအကွယ်ပေးတဲ့ထုတ်ကောင်လေးတွေရှိတယ်အဲ့ဒါပါလေခက်မှန်းတလား တေး အမနောက်တာပါအမတို့က sun cream လေးပေါ့နော်အဲယောက်ျားလေးရောမင်းကလေးရောသုံးရတဲ့ sun cream လေးရှိရယ် Okay ညီမလေးရောဒီရဲ့ပန်းလေးပေးလိုက်တဲ့အချိန်မှာယနေ့ခေါင်းသွားလား ထွက်ကြရထင်လား အိုးထွက်ကြရထင်လား ထွက်ကြသွားရထင်လား ချောကလက်ပေါ်စားပြီလား စား ။မစားဘူး။မတို့ကကျွန်တော် make up တွေအဲ့လိုမျိုးတွေအထူးကြီးအခုခေတ်ကတိတ်ပြီးခေတ်မစားတော့ဆိုတော့မတို့ကဒီ skin care ပိုင်းလေးတွေပေါ့နော်ဒါက collagen လေးလင်းရတာပေါ့နော်အဲ့လိုလေး collagen လေးဒါလေးကမတို့ sun cream ပေါ့နော် sun cream လေးက FPF 50ထိပါတယ်။သုံးကြည့်ကြည့်နော်အကောင်အကွယ်ပေးမှာပေါ့။ Okay ယောက်ျားလေးရောမိန်းကလေးရောသုံးရတဲ့အကောင်အကွယ်လေး အကုန်လုံးကပစ္စည်းတိုင်းယောက်ျားလေးရောမိန်းကလေး ယောက်ျားလေးရောမိန်းကလေးရောသုံးရတယ်ဒါလေးကဟိုတဘာဝအစိတ်ထုတ်အခုပွင့်ပင်လင်စားတက်ပြားလေးအဲ့ဒါလေးကမျက်နာတွေကိုဝက်ချန်နေတင်းတိတ်တွေကိုကာကွယ်ပေးတယ်ပေါ့နော်ကျေးဇူးပါညီမလေးလည်းအဖေဘွားလွတ်ပါစေ Okay ကျေးဇူးပါ